ဒီနေ့ကျွန်တော်တို့အတူတူလေ့လာဆန်းစစ်ကြည့်ကြမယ်အကြောင်းအရာကတော့အသိပညာလမ်းစဉ်ရဲ့ကိုကျင့်တရားဆိုင်ရာအန္တရာယ်များဆိုတဲ့ခေါင်းစဉ်တစ်ခုကနေကောက်နှုတ်ထားတာပါဒီခေါင်းစဉ်လေးတစ်ခုတည်းကကိုပဲတော်တော်လေးနည်းနည်းစဉ်းစားစရာကောင်းတဲ့မေးခွန်းတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်ဆိုတော့ဒီတစ်ခေါက်လေးလာမှုရဲ့အဓိကမေးခွန်းကတော့ဝိဇာလမ်းစဉ်ကိုလိုက်ရင်ငရဲကြနိုင်ပလားဆိုတာပါပဲဒါကတော်တော်လေးစူးရှားပြီးတော့နည်းနည်းတဲ့မေးခွန်းတစ်ခုနော်ဟုတ်တယ်မဟုတ်ဘူးဆိုပြီးတန်းဖြေလို့ရတဲ့မေးခွန်းမျိုးတော့လုံးဝမဟုတ်ပါဘူးအဲ့ရောဒီတစ်ခေါက်မှာကျွန်တော်ကအဲ့ဒီမေးခွန်းကိုတိုက်ရိုက်အဖြေပေးဖို့စ조사မှာမဟုတ်ပါဘူးအဲ့ဒီအစားအဲ့ဒီမေးခွန်းကိုဖွဲ့စည်းထားတဲ့အတိတ်ကကြတဲ့အစိပ်ပိုင်းတွေကိုတစ်ခုချင်းစီခွဲချမ်းစိတ်ဖျားကြည့်မယ်ပြီးတော့ဘာကြောင့်ဒီမေးခွန်းကဒီလောက်တောင်နည်းနည်းတဲ့ကိုချင်းတရားဆိုင်ရာပု္ပ္ပစာတစ်ခုဖြစ်နေရတာလဲဆိုတာကိုအတူတူနားလည်အောင်စ조사ကြည့်ကြမှာပါဒီမေးခွန်းကြီးတစ်ခုလုံးကိုတေချာနားလည်ဖို့ဆိုရင်သူ့ရဲ့အဓိကအစိပ်ပိုင်း၃ခုကိုယဉ်ကြည့်ဖို့လိုပါတယ်အဲ့ဒါတွေကတော့ဝိဇာလမ်းစဉ်နဲ့ငရဲတို့ပဲဖြစ်ပါတယ်ဒီတစ်ခုချင်းစီရဲ့အဓိပ္ပာယ်ကိုသဘောပေါက်မှမိခွန်းတစ်ခုလုံးရဲ့အတိုင်းအတာကိုကျွန်တော်တို့ကောင်းကောင်းမြင်နိုင်မှာပါကဲဒါဆိုပထမဆုံးအထူးကြရဲ့စကားလုံးကိုပဲကြည့်လိုက်ကြရအောင်ဒီအငင်းအခုံတစ်ခုလုံးရဲ့ဗဟိုချက်မှဖြစ်တဲ့ဝိဇာဆိုတဲ့အယူဆအကြောင်းပါဝိဇာဆိုတာလीအတိုးချုပ်ပြောရရင်တော့အစင်းမြင့်တဲ့အသိပညာထူးထွင်းဉာဏ်ဒါမှမဟုတ်အထူးပြုသိပ္ပံပညာလက်တစ်ခုကိုရည်ညွှန်းတာပါဆိုလိုတာကထာမန်အတ္တတရားထက်ပိုပြီးတော့နက်နဲတဲ့အရာတစ်ခုပေါ့ဒီမှာအရန်စိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရသည်ဝိဇာမှာမျက်နှာနှစ်ဖက်ရှိနေတယ်လို့ပဲတစ်ဖက်ကတော့လောကုတ္တရာအကျိုးဒါမှမဟုတ်နိဗ္ဗာန်အလုံးကနက်နဲတဲ့ပညာဉာဏ်နဲ့ထိုးထွင်းသိမြင်မှုကိုရှာဖွေတဲ့ကောင်းကျိုးပြုအသိပညာနောက်တစ်ဖက်ကကြတော့လောကီမှာဩဇာအာဏာလွှမ်းမိုးဖို့တဲ့တဘာဝလွန်စွမ်းအားတွေရှုဝက်တဲ့အသိပညာတွေကိုရယူတဲ့လောကီအစွမ်းအတွက်စမ်းကြယ်တဲ့အသိပညာအဓိကကွဲပြားမှုကတည်မှာပဲဒီနှစ်ခုကြားကမတူညီတဲ့ရည်ရွယ်ချက်တွေကပဲကျွန်တော်တို့ရဲ့မိကွန်းရဲ့အရင်ကံဖြစ်လာတာပေါ့အဲ့ဒီတော့ဒါကကျွန်တော်တို့ကိုမေးခွန်းတစ်ခုစီပြန်ခေါ်သွားတယ်အသိပညာကိုရှာဖွေခြင်းဆိုတာအများရန်ပဲကောမက်တဲ့လုပ်ရချက်ခုဟုတ်ရဲ့လားဝိသတ်ရဲ့တွင်ပြန်တဲ့မျိုးကိုကြည့်လိုက်တာနဲ့တင်ရည်ရွယ်ချက်ပေါက်မှုတည်ပြီးအဖြေကကွဲပြားသွားနိုင်တယ်ဆိုတာကိုတွေ့ရမှာပါ။အော်ပြီးနောက်တစ်ခုလမ်းစဉ်ဒီစကားလုံးကလည်းစိတ်ဝင်စားမှုကောင်းတယ်။မူရင်းခေါင်းစဉ်မှာကိုပဲဒီလမ်းဟာကိုချင်းတရားပိုင်းဆိုင်ရာဆွမ်းစားမှုတွေပါဝင်နိုင်တဲ့ခီးတစ်ခုဖြစ်တယ်ဆိုတာကိုအရေးမြတ်ပြောထားပြီးသားနော်ဒီလမ်းစဉ်မှာကိုချင်းတရားဘယ်လိုမျိုးဖြစ်ဖြစ်ရိုင်နဲ့တွားနိုင်တယ်လဲဆိုတာကိုဒီအဆင့်တွေနဲ့မြင်အောင်ကြည့်လို့ရပါတယ်အစကတော့ဩဇာအာဏာရခြင်းနဲ့စိတ်နဲ့အသိပညာကိုရှာတယ်ဒါပေမဲ့အစွမ်းတွေတိုးလာလေမာနကပါကြီးထွားလာလေပဲအဲ့ဒီခါမှာကိုချင်းတရားပိုင်းဆိုင်ရာစဉ်းစားမှုတွေတောင်အရေးမပါတော့တယ်လို့ဖြစ်လာနိုင်တယ်နောက်ဆုံးမှာတော့အသိပညာရဖို့ဆိုတဲ့ပန်းတိုင်တစ်ခုတည်းကိုပဲအာယုံစိုက်နေရင်နဲ့ကိုလုတ်လိုက်တဲ့အရာရဲ့ကိုချင်းတရားဆိုင်ရာအကျိုးဆက်ကိုလစ်လူရှူမိတဲ့အခြေအနေမျိုးအထိရောက်သွားနိုင်ပါတယ်။အဲ့ဒီရဲ့ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတာကတော့မူရင်းခေါင်းစဉ်ကိုယ်တိုင်ပဲဗျ။အသိပညာလမ်းစဉ်ရဲ့ကိုချင်းတရားဆိုင်ရာအန္တရာယ်များတယ်။ခေါင်းစဉ်မှာကိုကဒီလမ်းဟာတတိထားစရာတွေအပြည့်နေဆိုတာကိုတက်အပြောထားတာ။အခုကျွန်တော်တို့မေကွန်ရဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ငရဲဒီအန္တရာယ်များတဲ့လမ်းစဉ်ကိုလိုက်မိခဲ့ရင်ရင်ဆိုင်ရနိုင်တယ်လို့ဆိုတဲ့နောက်ဆုံးအကျိုးဆက်ပေါ့ဒီဆွေးနွေးမှုရဲ့ context မှာငရဲဆိုတာကိုဘယ်လိုမြင်လဲဆိုတော့ကြီးမားရဲ့ဆင်းရဲဒုက္ခရောက်ရနေရဒါမှမဟုတ်ချင်းတီတစ်ခုလို့ဆိုလိုပါတယ်အများအပြားတော့ဒါဟာကိုချင်းတရားနိုင်မညီတဲ့အကုသိုလ်ဖြစ်တဲ့လောက်ရကြီးရဲ့အချိုးစားဖြစ်ရှုမြင်ကြပါတယ်ဒါပေမဲ့စဉ်းစားကြည့်လိငရဲဆိုတာတကယ်ရောပါကိုဆိုလိုတာလဲစောက်တဲ့ထဲကလေးထာဝရအဖြစ်ဖြစ်ခံရတဲ့တကယ်နေရာတစ်ခုလားဒါမှမဟုတ်ကိုလုတ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ကိုယ်စိတ်ထဲမှာပဲဖြစ်ပေါ်လာတဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးလားဒါမှမဟုတ်သစ္စာတရားနဲ့ကရုဏာတရားတို့ကနေအပြီးအပိုင်ကင်းကွာသွားတာကိုဆိုလိုတာလားဒါမှမဟုတ်ရတော့ကိုချင်းတရားမရှိဘဲရှင်သန်ခဲ့တဲ့ဘဝတစ်ခုရဲ့တဘာဝကြလက်ကအကျိုးပေးတစ်ခုလားဒီအမြင်တွေအားလုံးကငရဲဆိုတဲ့စကားလုံးတစ်လုံးတည်းကိုအများကြီးပို့ပြီးနှက်ချိုင်သွားစေတာတယ်ကဲအခုဆိုရင်ကျွန်တော်တို့အထူးကအစိတ်ကွိုင်းသုံးခုလုံးကိုကြည့်ပြီးသွားပြီဆိုတော့အားလုံးကိုပြန်ပေါင်းပြီးသုံးသက်ကြည့်ကြရအောင်တကယ်တမ်းတော့အဓိကပြဿနာရဲ့အနှစ်သာရကရှင်းရှင်းလေးပဲအသိပညာနဲ့ကိုချင်းတရားဒီနှစ်ခုကြားကအားပြိုင်မှုပါပဲအသိပညာကိုရှာဖွေခြင်းကကိုချင်းတရားကိုကျော်လွန်သွားနိုင်သလားဒါမှမဟုတ်ကိုချင်းတရားကအသိပညာရှာဖွေမှုတိုင်းရဲ့မရှိမဖြစ်အခြေခံဖြစ်တင်သလားဆိုတာပါပဲဒီမှာအဓိကအမြင်နှစ်ခုကဘယ်လိုကွဲနေလဲဆိုတော့ကိုကြည့်လိုက်ရအောင်တစ်ဖက်အမြင်ကပြောတယ်အသိပညာဘယ်တော့ပဲရကိုချင်းတရားကိုဒါလီလူရှူလိုက်ရင်အဆုံးသက်မှာတော့ပစ္စည်းဟင်းပဲတဲ့နောက်တစ်ဖက်ကကြတော့မဟုတ်ဘူးစစ်မှန်တဲ့ဝိဇ္ဇအသိပညာကိုရှာဖွေတာကသူ့ဘာသာသူကောင်းမြတ်တဲ့လုပ်ရက်ပဲဒါကြောင့်မကောင်းတဲ့ဂျိုးစစ်ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုတယ်ဆိုတော့အဓိကအင်ဂျင်ပွားနေကြတာကရည်ရွယ်ချက်ကအဓိကလားဒါမှမဟုတ်အသိပညာကရလာတဲ့အစွမ်းကအကောင်းဆုံးရည်ရွယ်ချက်တွေကိုတော့လမ်းမစီဆွဲခေါ်သွားနိုင်တယ်လားဆိုတဲ့အချက်ပဲဖြစ်နေဒါကြောင့်မို့လို့ဒီမြေကွန်းကြီးတစ်ခုလုံးဟာ
ရိုးရိုးလေးကျင့်စဉ်တစ်ခုနဲ့အပိတန်တစ်ခုအကြောင်းပြောနေတာထက်အများကြီးပိုနက်နယ်သွားပါမည် ဒီတော့ဒီဆွေးနွေးမှုကိုအဆုံးသတ်တဲ့အနေနဲ့မူလမေခွန်းကိုပုံစံတစ်မျိုးပြောင်းပြီးစဉ်းစားစရာတစ်ခုဖြစ်ခြံခဲ့ခြင်းပါတယ်။အဲ့ဒါကတော့မုံမြတ်တဲ့အသိပညာကိုရှာဖွေတဲ့ခရီးဟာဘလို့အချင်းဘလို့အချင်းမျိုးမှာကိုပြန်ဖြတ်စည်းမဲ့အန်တီရများတဲ့လမ်းကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဆိုလာပါပဲ။